Ok, alo mấy mình là mà còn đó như đó channel màပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ကတော့ဒီနေ့စဉ်နေတိုင်းအနည်းဆက်ဆုံးနဲ့အသေးချာဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးတွေနဲ့တော့တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုလေးကို like and follow လေးတွေနဲ့တွားပါအောင်လို့ကျွန်တော်ဥစားပြောချင်ပါတယ်ဗျဟုတ်ကဲ့ဒီ Super Sunday နေ့လေးမှာဆိုရင်တော့ကျွန်တော်ကတော့ဒီ England Carabao Fala Final ပွဲစဉ်အနေနဲ့ဒီ Arsenal နဲ့ Man City တို့ပွဲစဉ်လေးကိုကျွန်တော်ပွဲကြို3တစ်ချက်လေးအနေနဲ့ပြောပေးတော့မယ်ဒီပွဲစဉ်လေးကိုကျွန်တော်ပွဲကြို3တစ်ချက်လေးအနေနဲ့မပြောခင်မှာမနေ့ကကျွန်တော်ရွေးချက်ပေးခဲ့တဲ့ပွဲစဉ်လေးတွေကိုကျွန်တော်ပြန်လဲပြီးသုံးသပ်ပေးမယ်ဗျမနေ့ကတော့ကျွန်တော်ဒီ TikTok channel လေးမှာဆိုရင်ကျွန်တော်ဒီတပွဲကောင်းနေတဲ့နှစ်ပွဲတိတိရွေးချက်ပေးခဲ့တဲ့အစောပိုင်းအနေနဲ့ဒီEverton နဲ့ Chelsea တို့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ဒီ Chelsea ဘော်ဒီလေးနဲ့အတူဂိုးပေါင်းပေါ်လေးရွေးချက်ပေးခဲ့မှာဆိုရင်တော့ဂိုးပေါင်းပေါ်ရွေးချက်မှုလေးက100ခန်းအပြည့်အနိုင်ရရှိခဲ့တယ်ဒီနောက်ပြီး Italy Serie ပွဲစဉ်တွေကကျွန်တော် Juventus နဲ့ Sassuolo တို့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော် Sassuolo ဘော်ဒီလေးနဲ့အတူဂိုးပေါင်းအောင်လေးရွေးချက်ပေးခဲ့မှာ Sassuolo ဘော်ဒီလေးရောဂိုးပေါင်းအောင်လေးရောနှစ်တီးစလုံး100ခန်းအပြည့်ထပ်မှန်ပြီးအနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မနေ့ကကျွန်တော်TikTok channel ကညီကိုလေးတွေကတော့တော်တော်လေးကိုထူးချဲ့လန်းလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ကျွန်တော်ဒီ free channel လေးမှာဆိုတော့ကျွန်တော်ဒီအစောပိုင်းအနေနဲ့ဒီမြစ်တာလက်ဆောင်ပွဲစဉ်လေးလိုပုံစံမျိုးလေးကျွန်တော်ဒီ Liverpool ဂိုးပေါင်းပေါ်လေးရွေးချက်ပေးခဲ့မှာ100ခန်းအပြည့်နိုင်ရှိခဲ့တယ်ကျွန်တော်ဒီ free channel လေးမှာပဲကျွန်တော်တပွဲကောင်းနေနဲ့6ပွဲတိတိကျွန်တော်ထပ်မှန်ပြီးရွေးချက်ပေးခဲ့မှာဆိုလဲ9ပွဲတိတိ100ခန်းအပြည့်အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ free channel ညီကိုလေးတွေလည်းထူးချက်လန်းလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဒီ VIP channel ညီကိုလေးတွေလည်းထူးချက်လန်းလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျထပ်မှန်ပြီးတော့ကျွန်တော်ဒီညနေပွဲစဉ်အနေနဲ့ကျွန်တော်ဒီ PSG ရောင်းပွဲလေးတစ်ပွဲထုတ်ခဲ့မှာဆိုလဲ100ခန်းအပြည့်အနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမနေ့ကကျွန်တော်ရဲ့ဒီစနေနေ့လေးဆိုရင်တော့ကျွန်တော်အတွက်ထူးရှယ်လန်းတဲ့ညာလေးတညာဖြစ်ခဲ့တယ် VMB ညီကိုတွေရော free channel ညီကိုလေးတွေရော TikTok fan ညီကိုလေးတွေရောနောက်ပြီးရောင်းပွဲတစ်ပွဲရောတော်တော်လေးအဆင်ပြေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဝမ်းတာပေးပြီးဖြစ်မိတယ်ဒီနေ့ညမှာဆိုလဲဆက်လက်ပြီးအနိုင်ရရှိအောင်ကျွန်တော်တည်တည်ချာချာပွဲရုပ်သုံးတဲ့ချက်လေးနဲ့တည်တည်ချာချာလေးကိုထပ်မှန်ပြီးရွေးချက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Telegram channel လေးကို join ထားဖို့ကျွန်တော်ပြောချင်တယ်ဒီနေ့ညမှာဆိုရင်တော့ကျွန်တော် TikTok channel လေးမှာမြစ်တာလက်ဆောင်စစ်ချက်ဝုန်းပွဲတစ်ပွဲလေးပါထပ်မှန်ပြီးရွေးချက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Telegram channel လေးကို join ချင်တဲ့ညီကိုတွေဒီဗီဒီယိုလေးရဲ့ comment မှာလည်းကျွန်တော် Telegram channel လင်းလေးတွေချပေးထားတယ်ကျွန်တော် TikTok profile လေးရဲ့အောက်မှာဆိုရင်လည်း Telegram channel လင်းလေးတွေရော Viber number လေးတွေရောပူးတွဲပြီးချပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Telegram channel လေးကို join ထားကြဖို့ကျွန်တော်ကပြောချင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ပွဲချုပ်သုံးတက်ပေးတော့မယ်ဒီ Arsenal တင်းနဲ့ Manchester City တင်းတို့ဆိုရင်ဒီ England Carabao Fala Final ပွဲစဉ်တွေနဲ့ရှင်မြန်ကစားတော့မှာဖြစ်ပြီးတော့အားလုံးပဲသိကြတဲ့အတိုင်းပဲ England Premier League မှာပေးစရာမှာရှင်မြန်ကစားနေတဲ့အတင်းတွေဖြစ်ပြီးတော့ဒီ Ancient Arsenal တင်းကတော့ဒီ England Premier League မှာပေးစရာမှာ30ပွဲတိတိရှင်မြန်ကစားတာပြီးရမှတ်80နဲ့အဆင့်စရာတင်းနေရာမှာရက်တည်နေတဲ့တင်းဖြစ်တယ်ဒီအဝေးကဖြစ်တဲ့ Man City ကဆိုလဲဒီ England Premier League မှာပေးစရာမှာပွဲ30တိတိရှင်မြန်ကစားတာပြီးရမှတ်61မှတ်နဲ့အဆင့်2နေရာမှာရက်တည်နေတဲ့တင်းဖြစ်တယ်ဗျဒီလိုအဆင့်1အတင်းနဲ့ဒီလိုအဆင့်2အတင်းဒီလိုခါရမောင်းဖလားဖိုင်နယ်ပွဲစဉ်မှာထပ်မံတွေ့ဆုံတဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ပထမအဆုံးအနေနဲ့အကျော်ပေးမှုလို့ဥစားပြောချင်တယ်ဒီနှစ်တင်းမှာဆိုရင်တော့ဒီ Ancient Arsenal တင်းအကျော်ပေးမှုအနေနဲ့ level ပြ30ရှုံးစေတဲ့ခြေတန်းလေးနဲ့အတူဂိုးပေါင်းစေးလေးဒီနှလုံးပြ80ရှုံးစေတဲ့ခြေတန်းလေးဖွင့်ထားတာကိုကျွန်တော်တွေ့ရတယ်။ဘာကြောင့်ဒီလိုခြေတန်းလေးဖွင့်ထားတာလဲဆိုတော့ကျွန်တော်အောက်မှာတေးတေးချာချာလေးကိုရှင်းပြမယ်ဗျ။ဒီ Ancient Arsenal တင်းအောင်ဆိုရင်ဒီ Giant လေးမှာဆိုရင် UEFA Champions League 16တင်းရှုံးထွက်ပွဲစဉ်အနေနဲ့ဒီ Leverkusen ကို2ကြော်ပေါင်း3-1ဆိုတဲ့ရလဒ်လေးနဲ့အနိုင်ရရှိပြီးတော့ရှစ်တင်းအုပ်စုကိုတက်လန်သွားတာကိုကျွန်တော်တွေ့ခဲ့ရတယ်။နောက်ပြီးဒီ England Premier League နောက်ဆုံးရှင်းမှန်ခဲ့တဲ့ပွဲစဉ်လေးမှာဆိုရင်တော့သူကဒီ Everton ကို2-0ဆိုတဲ့ရလဒ်လေးနဲ့ပဲထပ်မံပြီးတော့အနိုင်ရရှိခဲ့တယ်ဗျ။ဒီ Ancient Arsenal တင်းနောက်ဆုံးရှင်းမှန်ခဲ့တဲ့သူ့ရဲ့အင်ကွင်း9ပွဲကြီးလိုက်တဲ့အချိန်မှာဆိုလဲ9ပွဲစလုံးကိုအနိုင်ရရှိထားပြီးတော့အဲ့ဒီ9ပွဲမှာဆိုလဲသူတို့ရဲ့တိုက်စစ်က73ဂိုးတိတိကိုတင်ပြီးတော့ခန်းစစ်ကတော့တကိုးတန်လေးကိုပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ Ancient Arsenal တင်းရဆိုရင်အင်ကွင်းဆက်ဆောင်မှာတိုက်စစ်ပိုင်းတော်တော်လေးကိုတွင်အားကောင်းပြီးတော့ခန်းစစ်ပိုင်းကလည်းတော်လေးချစ်လက်တဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်ဒီအဖို့ကပြတဲ့ Man City တင်းရဆိုလဲဂျားရက်လေးမှာဆိုရင် UEFA Champions League 16တင်းရှုံးတဲ့ပွဲစဉ်အနေနဲ့သူကဒီ Year Match နဲ့တွေ့ဆုံခဲ့နှစ်ကြော်ပေါင်း5-1ဆိုတဲ့ရလဒ်လေးနဲ့ရှုံးနေခဲ့ပြီးတော့ဒီ16တင်းဆင်းရနေပြီးတော့ပဲထွက်ခဲ့ရတာကိုကျွန်တော်တွေ့ကြတယ်နောက်ပြီးဒီ England Premier League နောက်ဆုံးရှင်းမှန်ခဲ့တဲ့ပွဲစဉ်လေးမှာဆိုလဲသူကဒီ1-1ဆိုတဲ့ရလဒ်လေးနဲ့တေချထားတယ်ဗျနောက်ပြီးဒီ Man City တင်းရအဝေးကွင်းတားရောက်ဆန်းဆောင်ခဲ့တဲ့နောက်ဆုံး9ပွဲကြည့်လိုက်တဲ့အချိန်မှာသူတို့ကဒီ3ပွဲတိတိအနိုင်ရရှိပြီးတပွဲတရေတပွဲတိတိပြန်ရှုံးနေထားတော့ကျွန်တော်တွေ့ကြရတယ်သူ့ရဲ့အဝေးကွင်းတားရောက်ဆန်းဆောင်ခဲ့တဲ့နောက်ဆုံး9ပွဲမှာဆိုလဲသူတို့ရဲ့တိုက်စစ်ကတော့9ဂိုးတာလည်းဂိုးသွင်းနိုင်ပြီးတော့ခန်းစစ်ကတော့6ဂိုးတိတိဂိုးပြန်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီ Man City တင်းရဆိုအဝေးကွင်းဆန်းဆောင်မှာတိုက်စစ်ပိုင်းကလည်းနည်းငယ်အားနည်းချက်ရှိသလိုခန်းစစ်ပိုင်းကလည်းအမှားများပြီးဂိုးပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီခန်းစစ်ပိုင်းအားနည်းချက်လေးရှိနေအောင်လည်းကျွန်တော်တွေ့ကြရတယ်နောက်ပြီးဒီနေ့တင်းရ hat trick ပေါ်ထိတဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး6ပွဲကိုကြည့်လိုက်တဲ့အချိန်မှာဆိုရင်တော့ဒီ Ancient Arsenal တတင်းထဲရပဲဒီ3ပွဲတိတိအနိုင်ရရှိပြီး3ပွဲတရေထိတဲ့တွေ့ဆုံလိုက်တဲ့လုံးဝမရှုံးနေတာကိုကျွန်တော်တွေ့ခဲ့ရတယ်နောက်ပြီးဒီနေ့ရဒီ England Premier League ပထမအကြောတွေ့ဆုံမှုပွဲစဉ်မှာဆိုလဲ1-1ဆိုတဲ့ရလဒ်လေးနဲ့ပဲ Arsenal တင်းရတေချထားတယ်ဗျနောက်ပြီးဒီနေ့တင်းရလက်ရှိခြေစမ်းပိုင်းနဲ့လက်ရှိကားထပေါင်ကြည့်လိုက်တဲ့အချိန်မှာဆိုရင်ဒီ Ancient Arsenal တင်းနောက်ဆုံးရှင်းမှန်ခဲ့တဲ့10ပွဲမှာဆိုရင်သူတို့က9ပွဲတိတိအနိုင်ရရှိပြီး3ပွဲတရေရှုံးပွဲလုံးဝမရှိသေးတာကိုကျွန်တော်တွေ့ခဲ့ရတယ်ဒီအဝေးကပြတဲ့ Man City တင်းနောက်ဆုံးရှင်းမှန်ခဲ့တဲ့10ပွဲကြည့်လိုက်တဲ့အချိန်မှာဆိုတော့6ပွဲတိတိနိုင်ရရှိပြီး2ပွဲတရေ2ပွဲတိတိပြန်ရှုံးနေထားတယ်လက်ရှိခြေစမ်းမနဲ့လက်ရှိကားတဲ့ပေါ်မှာလည်းဒီ Ancient Arsenal တင်းကအများကြီးတာလွန်နေပြီးတော့ဒီအင်ကွင်းဆက်ဆောက်ရင်မှာလည်းတော်တော်လေးကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ညပွဲစဉ်လေးမှာ Man City ရဲ့ပေါ်အကျော်ပေးမှုကြီးတဲ့လေးဖွင့်ထားတာကိုကျွန်တော်ကမြင်မိတယ်ဗျဒီနေ့ညဆိုတော့ဒီ Final ပွဲစဉ်လေးဖြစ်တဲ့အလက်ဒီ Wembley ကွင်းကြီးထဲမှာရှင်မြန်ကစားတော့မှာဖြစ်တဲ့အတွက်ကြောင့်ဒီအင်ကွင်းခြေအဝေးကွင်းခြေကြီးစရာမလိုဘူးဆိုပေမဲ့လက်ရှိခြေစမ်းမနဲ့လက်ရှိကားတဲ့ပေါ်မှာဒီ Ancient Arsenal တင်းကအများကြီးတာလွန်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်လေးမှာကျွန်တော်ဒီ Ancient Arsenal body လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဘာကြောင့်လဲဆိုတော့ခါရမောဖလားမှာဆိုရင်ဒီနှစ်တင်းတွေ့ဆုံလိုက်တိုင်းဒီအဝေးကွင်းဖြစ်တဲ့ Man City တင်းရပဲ
အကျော်ပေးမှုလေးပေးလေးပေးထားရှိတယ်ဆိုပေမဲ့ဒီနေ့ညပွဲစဉ်လေးမှာအာဆင်နယ်အတင်းကအကျော်ပေးမှုလေးဖွင့်လာတာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်လေးမှာကျွန်တော်ဒီအင်ရှင်အာဆင်နယ်ဘော်ဒီလေးကိုကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ကိုပေါင်းစလေးတွေအနေနဲ့နှလုံးပြ80ရှုံးဆိုတဲ့ခြေတန်းလေးမှာဆိုတော့ကျွန်တော်ကတော့ဒီပွဲစဉ်လေးမှာကိုပေါင်းအပေါ်လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဗျဘာကြောင့်လဲဆိုတော့ဒီနေ့တင်းထက်တဲ့တွဲဆုံလိုက်တိုင်းဒီ2ကိုးနဲ့2ကိုးအထက်ဂိုးတွေတွင်းလေးတွင်းထားရှိတာဖြစ်တဲ့ကြောင့်ဒီညပွဲစဉ်လေးမှာလည်းအပြန်အလှန်တွင်းကိုးလေးတွေနဲ့ကိုပြားလိုက်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်ကိုပေါင်းအပေါ်လေးကိုကျွန်တော်ရွေးချယ်ပေးတယ်ဟုတ်ကဲ့ဒါကြောင့်မလို့ဒီစူပါဆန်ဒေးနေ့မှာရှင်မန်ကစားတော့မယ်ဒီအင်ဂလန်ခါရာဘာဖလားဖိုင်နယ်ပွဲစဉ်အနေနဲ့ရှင်မန်ကစားတော့မယ်အာဆင်နယ်တင်းနဲ့မန်စီးတီးတို့ပွဲစဉ်လေးမှာဆိုရင်ကျွန်တော်ဒီအင်ရှင်အာဆင်နယ်ဘော်ဒီလေးနဲ့အတူကျွန်တော်ဂိုးပေါင်းအပေါ်လေးကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမိတ်ဆွေတို့အသွေးသူတွေအကြိုက်သူတွေဆိုတော့ယူလို့ရတယ်အသွေးမသွင်းတော့ဘက်ကန်နိုင်ပါတယ်ရလက်ကောင်းလေးတွေရရှိပါစေလို့ကျွန်တော်စွတ်မော်ကောင်းတောင်းပေးလိုက်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကတော့ကျေးဇူးအထူးတင်ရှိပါတယ်ပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးတက်လိုက်ပါတယ်ဗျ